ဒီခေါင်းလေးဟာငယ်စဉ်ကတည်းကသူ့အဖေရဲ့အတင်းအခက်ခိုင်းစေမှုကြောင့်တိုင်းပညာတွေကိုတင်ယူခဲ့ရပါတယ်။အားနေတဲ့လူတစ်ယောက်အဖြစ်ကြီးဖြစ်မလာစေဖို့အတွက်ဖြစ်ပါတယ်။သူရဲ့နယ်ပြအဖြစ်လူဝက်ဆန်ခဲ့တဲ့မျက်နှာဖုံးစောလူတစ်ယောက်ကိုရွေးချယ်ခဲ့ပါတယ်။ပထမဆုံးနေ့ကတည်းကရှန်ချီဟာညင်ညူခွင့်မရှိခဲ့ပါဘူး။လေ့ကျင့်မှုတွေဟာသူရဲ့စိတ်ထားကြမ်းခိုင်မှုကိုစံတပ်တာတစ်ခုတည်းမဟုတ်ပဲနာကျင်မှုတွေနဲ့သူရဲ့စိတ်ဝိညာဉ်ကိုထိုးစစ်ခဲ့တဲ့ရက်ဆက်တဲ့လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါတယ်။ရာလက်တွေကတော့ထိုးချဆန်းခဲ့ပါတယ်။ရှန်ချီဟာပြင်းထန်တဲ့တိုက်ခိုက်ရေးစိတ်ထားနဲ့ကြောင်မခဲကောင်းတဲ့လူငယ်တစ်ယောက်အဖြစ်ကြီးဖြစ်လာခဲ့ပါတယ်။သူဟာမာရဲမတွက်နိုင်တဲ့တိုက်ခိုက်ရေးနေစနစ်တွေကိုကြောင်းချင်းပြီးထပ်ချင်းတဲမှာဖြန့်ဖက်များစွာနဲ့ရင်ဆိုင်နိုင်စွမ်းရှိပါတယ်။လက်နက်မျိုးမျိုးကိုလက်ကြောင်းချင်းစွာအသုံးပြုနိုင်ပြီးသူရဲ့ခန္ဓာကိုယ်ဟာလည်းစမ်းမနီလိုခိုင်မာလာခဲ့ပါတယ်။သူ့အဖေကသူ့ကိုတက်ရှိလနဲ့လူတသမတစ်ယောက်ဖြစ်လာဖို့ပြင်ဆင်နေခဲ့တဲ့ဆိုတဲ့အမှန်တရားကိုသိရှိသွားတဲ့အခါအရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲရှန်ချီဟာ track pay for ဆုံးဖြတ်ခဲ့ပါတယ်။နှစ်တွေကြာလာတော့သူဟာ hotel ဝန်ထမ်းတစ်ယောက်အဖြစ်ရောရှင်းတဲ့ဘာဝနဲ့နေထိုင်နေခဲ့ပါတယ်။တက်ညာမှာအလုပ်အပြီးမှာလူမိုက်တစုကသူ့ကိုရင်ဆိုင်ပြသူ့လဲဆွဲကိုတောင်းခဲ့ပါတယ်။သူဟာမဆိုင်မတွေ့မြင်းဆိုင်ခဲ့ပါတယ်။အဲ့ဒီလဲဆွဲဟာသူ့ရဲ့ကွယ်လွန်သွားတဲ့မိခင်ကချမ်းထားခဲ့တဲ့တခုတည်းသောလက်ဆောင်ဖြစ်ပါတယ်။လူမိုက်တွေကအတင်းအတမ်းမှ UFO ကြောစာဖြစ်သူ့ကိုတိုက်ခေါက်ခိုက်ဖို့အတင်းဖြစ်နေခဲ့ပါတယ်။ရှန်ချီရဲ့စကားများတဲ့သူငယ်ချင်းကမင်းတို့ကဘာလို့မတိုက်တဲ့လူတစ်ယောက်ကိုဝိုင်းအနိုင်ကျင့်နေကြတယ်လို့ပြောပြီးလောင်ပြောင်ခဲ့ပါတယ်။ရုတ်တရက်ရှန်ချီဟာလူမိုက်တစ်ယောက်ကိုထိုးလိုက်တာနဲ့လွန်ထွက်သွားခဲ့ပါတယ်။သူငယ်ချင်းဟာသူ့မြင်လိုက်ရတဲ့ຢာကိုမယုံနိုင်ပဲအာနာတင်စွာရပ်နေခဲ့ပါတယ်။ချက်ချင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးလူမိုက်တွေဟာသူ့ရဲ့ပြိုင်ဘက်မဟုတ်တာထင်ရှားပါတယ်။ဒါပေမဲ့တကယ်တိုက်ပွဲကတော့မဆက်တင်သေးပါဘူး။ tractor ထွားချောင်းတဲ့လူတစ်ယောက်ရှေ့ထွက်လာပြီးချက်ကြီးမပဲသူ့လက်မောင်းကန်နဲ့တားတစ်ချောင်းထွက်လာခဲ့ပါတယ်။ရက်စစ်တဲ့တိုက်ခိုက်မှုကိုစတင်ခဲ့ပါတယ်။康刚ထောက်မှုစွာနဲ့ရှန်ချီဟာလင်းမြန်စွာတုံ့ပြန်ပြီးဓာတ်ချက်တိုင်းကိုရှောင်သိမ်းနိုင်ခဲ့ပါတယ်။ဒါဟာအလွန်ထက်မြက်ပြီး Batska ကို nip point ခွဲလို့မတက်ဖြစ်ခါ break jaw တွေကိုဖြတ်တော့ပစ်လိုက်တာကြောင့် Batska ဟာထိန်းချုပ်မှုမရှိတော့ပါဘူး။အခြေအနေကိုပေါ်စိုးစေတာကတော့ရဲမော်ကန်ဟာရုတ်တရက်တတိလစ်သွားခဲ့ပါတယ်။ဖရမ်ပတာအခြေအနေကြားဟဲမှာရှန်ချီဟာ steering ကိုထိန်းချုပ်ဖို့ရှေ့တော့ပေါ်စ조사ပေးမယ်။သူ့ရဲ့ရန်သူကအခွင့်အရေးမပေးပဲအဆက်မဖြစ်တိုက်ခိုက်နေခဲ့ပါတယ်။ရုတ်တရက် tractor track ကြိုင်းတယ်လူတစ်ယောက်အတိုက်ခံရပြီးအမျိုးသမီးတစ်ယောက်ကို Batska မောင်းသူနေရာကိုအစားထိုးဖို့အမြဲတမ်းပေးခဲ့ပါတယ်။ရှန်ချီဟာကြမ်းရှိနေတဲ့လူမိုက်တွေနဲ့အားကောင်းတဲ့ရန်သူကိုအပြေးဝအင်အားနဲ့တိုက်ခိုက်နေတာကြောင့်တိုက်ပွဲဆက်ဖြစ်နေခဲ့ပါတယ်။လူအင်အားမများပေမဲ့ရှန်ချီဟာသူ့ရဲ့ပြိုင်ဘက်တွေကိုတယောက်ပြီးတယောက် Batska ပေါ်ကနေဖိချနိုင်ခဲ့ပြီးအတန်းမဆုံးရန်သူတယောက်သာကြမ်းရှိပါတော့တယ်။သူဟာအဲ့ဒီလူကို Batska ရဲ့နောက်ပိုင်းမှာထောင်းပိတ်ဖန်ပြီးချိုးနှောင်ထားလိုက်ပါတယ်။ပြီးတော့နောက်ပိုင်းက Old Track တော့မှဖြစ်လို့ခရီးသည်အလုံးကိုရှေ့ပိုင်းကိုရွှေ့ခိုင်းခဲ့ပါတယ်။ရန်သူဟာရူတတ်သွားပြီးရှန်ချီကိုအစားစီရသွားခဲ့ပါတယ်။အားလုံးဆုံးရှုံးသွားပြီလို့ထင်ရတဲ့အချိန်မှာရှန်ချီဟာပြောတဲ့ချောင်းကိုဆွဲလိုက်ပါတယ်။ဒါဟာသူ့ငယ်ချင်းကိုအချက်ပြတာဖြစ်ပါတယ်။ check ချင်းဆိုတော့ steering ကို Batska နောက်ပိုင်းနဲ့ခွဲထွက်အရှိန်ပြင်းပြင်းနဲ့ဝေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရှန်ချီဟာလွတ်မြောက်ပြီးရှေ့ကိုခုန်တက်သွားခဲ့ပါတယ်။ချင်းချုပ်မရတဲ့ Batska ကိုရတနန်ဖို့အတွက်အမျိုးသမီးဟာကားရပ်နာထားတဲ့ကားတန်းတွေကိုဝင်တိုက်ခဲ့ပြီးနောက်ဆုံးမှာတော့လုံးဝရတနန်သွားခဲ့ပါတယ်။လူတိုင်းအသက်ရှင်ခဲ့ကြပေမဲ့အဲ့ဒီအချိန်မှာရှန်ချီဟာခါးပြီးတဲ့အမန်းစရာကိုတီးရှိသွားခဲ့ပါတယ်။သူ့ရဲ့တန်ဖိုးရှိတဲ့လေဆွဲကိုပြုတ်သားထွန်းချိုင်တဲ့လူကယူသွားခဲ့တာပါပဲ။